ဘရိုနီကာတကယ်လုတ်ပြလိုက်ပါပြီအားလုံးမင်္ဂလာပါဗျာဘာမီစပိုက်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်မင်းညမှာပဲရှင်ပြိုင်ထိုးတက်သွားခဲ့တဲ့ဘရိုနီကာနဲ့ဂျပန်ဖိုက်တာကာနာတို့ရဲ့ပွဲစဉ်မှာတော့ဘရိုနီကာကအမှတ်နဲ့ထိုက်တန်အနိုင်ရရှိသွားခဲ့ပြီးဖြစ်ပါတယ်တကယ်ကိုတချီမှမျက်စိလွဲလို့မရပဲကြည်ကောင်းလို့နဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်လို့ဘရိုနီကာအနီးနဲ့လည်းသူ့ရဲ့အကောင်းဆုံးပုံစံကိုကွင်းလုံးပြီးထပ်တည်ပြသွားခဲ့တာပါပွဲအခြေအနေကိုခွဲချမ်းစိတ်ဖြာကြည့်အောင်ဒီပွဲမှာဘရိုနီကာကလက်တီးတွဲလုံးတွေအဖြစ်အခြေခံကန်ချက်အချို့ကိုပါပါနတ်ထုသုံးလာတာတွေ့ရပါတယ်။တစ်ဖက်ကကာနာကတော့သူ့ရဲ့အားသာချက်ဖြစ်တဲ့လိုကစ်တွေနဲ့ဘရိုနီကာကိုတောက်ချောင်ဒုက္ခပြီးဖို့စ조사ခဲ့တာပါ။ဒါပေမဲ့ဘရိုနီကာကအမတ်လဲတေချာရအောင်အနိုင်လဲပြတ်သားအောင်အကွက်ကြနဲ့တီးတက်လုံးနဲ့ကစားကွက်ကိုခင်းသွားခဲ့ပါတယ်။ပထမအချီမှာဘရိုနီကာကတအား fresh ထနေတယ်တော့သူ့ရဲ့အကောင်းဆုံးလက်နက်ဖြစ်တဲ့ဖြောင်းလက်တီးတွေလက်တီးတွဲလုံးတွေနဲ့အဝေးကနေတောက်လျှောက်အကွာဝေးထင်းတီတိုက်စစ်ဆင်းသွားခဲ့တာတကယ်ကိုကောင်းမွန်ပါတယ်ဘုတ်စီနီးစနစ်ပိုင်းမှာကာနာထက်ဘရိုနီကာကအများကြီးတာနေတာကြောင့်အဝေးကနေပဲတေတက်လှပဆိုနဲ့ပွဲကိုဦးဆောင်သွားခဲ့တာပါဒါပေမဲ့ဒုတိယအချီနဲ့တတိယအချီရုပ်တဲ့အခါမှာတော့ kickboxing fighter တွေရဲ့ထုံးစံအတိုင်းဂျပန်မှကာနာကဖြည်းဖြည်းချင်းအချိန်မြင့်ပြီးဖိထိုးဖို့စ조사လာပါတယ်ဒီပွဲကကြည်ရတာဂျိုနာသန်ဟက်ကာဒီနဲ့အာဆာဟီစီနူကာဇူတို့ရဲ့ပွဲလိုပါပဲကာနာကဘရိုနီကာရဲ့အနီးကပ်ဇုံထဲကိုဝင်နိုင်ဖို့အတွက်ဘရိုနီကာရဲ့လက်သီးတွဲလုံးတွေကိုတောက်လျှောက်အထိခံပြီးမှကတ်ခွင့်ရတာဖြစ်ပါတယ်ကာနာဘာကလက်သီးတွေပြန်ထိခဲ့တယ်ဆိုပြီးမြဲလဲဘရိုနီကာကအဝေးကနေဖြောင်းလက်သီးနဲ့ထောက်ထိုးထားတဲ့အချက်ရည်နဲ့ရှင်လိုက်ရင်ကာနာရဲ့အထိချက်ကတအားနဲလို့နေတာကြောင့်မင်းနာပိုင်းဒေးမစ်မှာကာနာတော်လေးအထိနာသွားခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းဘရိုနီကာကကာနာရဲ့ကန်ချက်တွေကိုတောက်ဆောင်ခံလိုက်ရတာဖြစ်တဲ့အတွက်တတိယအချီလောင်းမှာသူ့ရဲ့ခြေထောက်လူရှာမှုကတိတိတာတာနေကွေးသွားခဲ့ပါတယ်ခြေထောက်နာလာတဲ့အတွက်တချို့ခြေနေဒီမှာကလိုင်ဘက်ရဲ့ဖိအားပေးမှုကနေရုံမထွက်နိုင်တော့ပဲကလင်းဆွဲပြီးဒူးတိုက်ဖို့ကြိုးစားတဲ့အတွက်ဒိုင်လူကြီးကကေဘောက်ဆင်စီမီနီယာတတိပေးရတဲ့အနေထားလေးတွေရှိခဲ့ပါတယ်ကေဘောက်ဆင်မှာကဆွဲပြီးဒူးတိုက်တာကိုခွင့်မပြုတဲ့အတွက်ဘရိုနီကာအနေနဲ့နည်းနည်းတတိထားခဲ့ရတာပါဒါပေမဲ့ကောင်နာကတောက်ရှောင် movement တွေလုပ်ဖို့တနေရာထဲမှာအသေးမနေပဲလှုပ်ရှားပြီးလက်သီးတွေပစ်ဖို့ဘေးကနေတတိပေးနေခဲ့ပါတယ်တတိယအချီမှာတော့ဘရိုနီကာရဲ့လက်သီးတွေကပထမအချီတွေလောက်မာချာမရှိတော့ပဲကောင်နာရဲ့ကန်ချက်တွေလာပုံမလုံးဖြစ်လာတာတွေ့ရပါတယ်ဘရိုနီကာခမတတိယအချီနောက်ပိုင်းမှာခြေထောက်ကိုမနှဲထိမ့်ပြီးမြောက်ထားရတဲ့အထိရုန်းကန်ခဲ့ရတာပါဒါပေမဲ့ကောင်နာကခြေထောက်ကိုနာအောင်လုံနိုင်ခဲ့ရင်တောင်မှဘရိုနီကာရဲ့လက်သီးထောက်ချက်တွေကတောက်လျှောက်ထနေတော့မလို့တူလိုချင်တဲ့ short ring ကစားကွက်ထဲဝင်ပြီးတွဲလုံးတွေအားရပါရထုတ်ထုံးခွင့်မရသွားပါဘူးဒါကပဲကော်နာကိုအမှတ်ပိုင်းမှာအရှုံးပေးလိုက်ရစေတဲ့အဓိကတော့ချက်ပါပဲဘရိုနီကာကခြေထောက်နာနေရင်တော့လက်သီးကိုမနာတန်းထိုးနေကြတာဖြစ်လို့ကော်နာရဲ့ plan ကဘရိုနီကာကိုခြေထောက်နာအောင်လုပ်နိုင်တဲ့အစင်မထိရတန်းသွားပြီးဒုတိယအဆင့်ဖြစ်တဲ့အလဲထိုးမဲ့အနေထားထိဘလို့မှတက်လန်းခွင့်မရတော့ပဲလန်းစပျောက်သွားခဲ့တာဖြစ်ပါပဲခြုံပြောရရဲ့ဘရိုနီကာကကေပေါက်စင်စီမင်းအောင်မှာပါကဘာအဆင့်စွမ်းဆောင်ရည်မျိုးရှိတယ်ဆိုတာကိုတရားဝင်ချပြောက်သွားနိုင်ခဲ့တာပါဒါကြောင့်သူဟာနောက်ပိုင်းမွေးထိုင်းတင်မကပဲကေပေါက်စင်မှာပါအခွင့်အရေးတွေအများကြီးပို့ရလာနိုင်ပါတယ်ပွဲနဲ့ပတ်သက်ပြီးနည်းနည်းလေးတောင်းပန်ချင်တာကတော့ဒီပွဲကိုရုပ်သံလိုင်းတွေကနေ live မလွှင့်ဖေးခဲ့တဲ့အတွက်ကျွန်တော်ကိုယ်တိုင်လည်း Facebook live တွေကနေမနေ့လိုက်ရှာကြည့်ခဲ့ရတာမလို့နောက်တစ်ခါဆိုရင်တော့ update သတင်းတွေကိုခက်မြန်လေးတင်ပေးနိုင်အောင်စ조사သွားပါမယ်ဒီနိုင်ပွဲကဘရိုနီကာကိုချန်ပီယံလူခွင့်ရဖို့အတွက်အဆင့်သင့်ဖူးစေမဲ့နေရာတစ်ခုစီကိုတွန်းပို့လိုက်ပြီးထိပါတယ်ကောင်းတာလိုမျိုး kickboxing ချန်ပီယံဟောင်းကြီးကိုသူ့ရကစားကွက်ထဲမှာတင်အမှတ်နဲ့အပြတ်အသတ်နိုင်ပြလိုက်တာဖြစ်တဲ့အတွက်တိုင်တော့ရောက်လုံးကလည်းဘရိုနီကာကိုပဲကညီကညွတ်တဲ့အမှတ်ပြီးခဲ့ကြတာပါပွဲအပြီးကောင်းနာညမျက်နှာမှာလက်သီးထိချက်တိုင်းရတွေတော်တော်များများရသွားတာကပဲကန်ချက်တဲ့လက်သီးပိုင်းကွာဟာချက်ကပွဲကိုအဆိုးဖြတ်ပေးသွားတာကိုတက်တဲ့ပေးနေပါတယ်။ကေဘောက်ဆင်ကစားဟန်မှာလက်သီးတွေကိုအခုထက်ပိုးပြီးပေါက်ကွဲအားပြင်းပြင်းနဲ့ခက်မြက်မြက်လေးပစ်နိုင်မယ်ဆိုရင်ဘရိုနီကာကပိုးပြီးကြောက်ဖို့ကောင်းလာမှသိကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဘရိုနီကာအတွေ့တော့တကယ်ဟိုချီကျူးရမယ်ကြီးမားတဲ့နိုင်ပွဲတစ်ပွဲဖြစ်ခဲ့တာအမှန်ပါပဲ။အားလုံးပဲဒီနေ့သုံးသက်တင်ဆက်ပေးသွားတဲ့အကြောင်းအရာကိုသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အားကစားသုံးသက်ချက်တွေကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်